အမကအိမ်ပြင်တော့မယ်ဆိုတဲ့ခါကျတော့ကွာ page တွေကိုလိုက်ပြီးတော့ရှားတဲ့အခါမှာ private ကလေးကိုတွေ့ပြီးတော့ worry သူ့ရဲ့ worry တွေလိုက်ပြီးတော့ဝင်မွေကြည့်လိုက်တာကွာကြည့်လဲကြည့်ရောပြင်ထားတဲ့အိမ်လေးတွေကလည်းအရန်လှတယ်အကုန်လုံးက luxury လေးလဲစမ်းတယ်ပစ္စည်းလေးတွေကလည်းအရန်ကိုလှတဲ့ကြောင့်အမညီမလေးတို့နဲ့ပြင်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပါကိုလိုကိုတခြားလေးရှင်းပြပြီးတော့ဒီဇိုင်းပိုင်းတွေရောအစစရပေါ့နော်အသေးစိတ်ကိုရှင်းပြပြီးတော့ကိုလိုလုပ်ပေးတယ်ပေါ့နော်အဲ့ဒီအဲ့ဒီနေ့မှာပဲတခါလေးဆုံးဖြတ်ချက်ချလိုက်တယ်ကွာ brand နဲ့စပြီး brand မှာတော့မယ်ဆိုပြီးတော့လေလုံနေတဲ့ဒေါ်တွင်းမှာလည်းကိုလိုဒီနေ့ဘာလေးပြီးသွားပြီဒီနေ့ကတော့ဘာလေးစလုပ်နေပြီနောက်နေ့ဘာလေးစဝင်ပါပဲဆိုတော့ schedule လေးကိုလည်းနေ့စဉ်ဒီပါ remind လုပ်တယ်ပေါ့နော်အဲ့တော့ကိုတို့ကလည်းဟိုမြင်ချင်လို့ပေါ့နော်မြင်ရင်တဲ့အနေနဲ့ကိုတို့ဝင်ပြီးတော့ကြည်ပြစ်တယ်ကြည်ပြစ်တဲ့အခါမှာလည်းမြင်တဲ့စိတ်ချမ်းသာရပါတယ်ဘောဒီလိုခန်းထားတဲ့အိမ်မျိုးလေးဖြစ်လာတော့ကိုတို့လည်းရန်လေးပြိုတယ်ရန်လေးဝမ်းသာတယ်ကိုတို့မိသားစုလေးလိုလေးနေရမယ်ဆိုတဲ့စိတ်ခံစားချက်လေးကပို့ပြီးတော့ပြောလို့ကောင်းပါတယ်